အာရှမှာဆိုရင်ဒီနီပေါနိုင်ငံဟာအာဏာရှင်စနစ်တွေကိုဖြုတ်ချနိုင်ခဲ့တယ်ဒီ generation Z လူငယ်တွေရဲ့စ조사မှုတွေကြောင့်ပေါ့ကွာဒါပေမဲ့ပြည်သူလူထုတွေရဲ့ဆုံးဖြတ်ချက်အရအခုချိန်မှာဆိုရင်နီပေါနိုင်ငံကိုစစ်တပ်တွေကအာဏာကိုပြန်လည်ထိန်းသိမ်းထားပြီးခဲ့တယ်ဒီ generation Z လူငယ်တွေရဲ့လှုပ်ရှားမှုကိုတော်တော်ကိုထင်ဟပ်စေခဲ့တယ်ကွာဒီအာရှတလွှာမှာ generation Z တွေနဲ့နီပေါလူမျိုးတွေက social media ကိုဒီလူမှုရေးတစ်ခုတည်းမှာမကဘဲနဲ့ဒီနိုင်ငံရေးဘက်မှာပါတေချာချာနဲ့ကိုအသုံးပြုလာခဲ့ကြတယ်ဒီဆန္ဒပြမှုတွေဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ဒီစက်တင်ဘာ3ရက်နေ့တုန်းကဆိုရင်ဒီနီပေါဆိုရကပြည်သူလူထုတွေကိုလှည့်စားတယ်ပြီးလို့ရှိရင်ကုမ္ပဏီတွေကိုနီပေါမှာမှတ်ပုံတင်ရမယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ညွှန်ကြားချက်တွေကိုအကြောင်းပြပြီးတော့ social media တွေကိုပိတ်ပင်ခဲ့တယ်အစိုးရကတော့ကွာသတင်းတုပ်တွေသတင်းမှားတွေကိုပိတ်ပင်ထိန်းချုပ်ဖို့လိုတယ်လို့ပြောကြားခဲ့တယ်ဒါပေမဲ့ဒါကို generation Z လူငယ်တွေကိုလှည့်စားခဲ့တယ်ဒီပိတ်ပင်မှုတွေကိုလူငယ်တွေကစင်စာဖြတ်တောက်မှုတစ်ခုဖြစ်ပဲစုမြင်ခဲ့ကြတယ်ဒီ social media အသုံးပြုပိတ်ပင်မှုတွေကိုနီပေါလူမျိုးတွေကအပြင်းထန်ကိုစံတားပြခဲ့ကြတယ်ဒီ social media ပိတ်ပင်မှုတွေမရှိတော့ဘဲနဲ့အာဏာရှင်တွေကိုပြောင်းလဲစေနိုင်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်လာတယ်ဒါဟာနီပေါလူမျိုးတွေရဲ့စ조사မှုတစ်ခုကြောင့်ပေါ့ဗျာဒါပေမဲ့စစ်တပ်တွေကအာဏာကိုပြန်လည်ထိန်းသိမ်းထားတဲ့အတွက်ကြောင့်နီပေါလူမျိုးတွေနဲ့ပဲသက်ဆိုင်တယ်နီပေါလူမျိုးတွေကစစ်တပ်ကိုကြိုက်မကြိုက်